ဒီနေရာကနတ်ဆိုးဝုံပလွေတွေကိုတော့ရှင်းပြီးသွားပြီဒါပေမဲ့သွေးနံကပြင်းလွန်းတော့ပတ်ဝန်းကျင်ကနတ်ဆိုးသားရဲတွေကိုဆွဲဆောင်သွားလိမ့်မယ်အရင်ဆုံးဒီနေရာကသွားကြရအောင်မုတ်ချန်ချင်းပတ်ဝန်းကျင်ကိုကြည့်ပြီးပြောလိုက်သည်ကောင်းပြီပိုင်စုရှိခေါင်းညှိလိုက်၏ထို့နောက်နှစ်ယောက်သားအလင်းအမြန်ပဲထွက်ခွာလာခဲ့ကြသည်အသေးချပင်သူတို့ထွက်သွားပြီးမကြခင်များစွာသောနတ်ဆိုးသားရဲတွေရောက်လာကြပြီးနတ်ဆိုးဝုံပုတ်လွေလောင်းတွေကိုအယူမှုကိုက်ဖြတ်စားတောက်ကြ၏လင်းတို့ထဲ၌ဒုတိယအဆင့်သားရဲများပင်ပါ၏ယူနီယာညီမပိုင်ကချမ်းရွယ်စီရင်စုကလာမယ်လို့ထင်မထားဘူးအဲ့နေရာကဒီနေ့ဆိုအတော်ဝေးတယ်နော်မုတ်ချန်ချင်းလမ်းတစ်လျှောက်ပေါ့ပေါ့ပပစကားဆက်မိပြောလာခဲ့၏ပိုင်စုရှိကထမ်းရွယ်စီရင်စုဆိုတာကြားချိန်ကသူအတော်လေးအံ့အားသင့်သွား၏ထိုက်ရွံကိုင်းကထမ်းလင်စီရင်စုအတွင်းမှာရှိပြီးအခြားစီရင်စုတွေနှင့်နယ်မြေပိုင်းခြားထား၏ထို့ပြင်ထမ်းရွယ်စီရင်စုအတွင်းမှာလည်းဂိုင်းတွေရှိသည်ဖြစ်၍ရေဘူးရအဖြစ်ဒီလောက်ဝေးကြီးကိုတယောက်မှလာမည်မဟုတ်ပေသို့ပေမဲ့မုံချန်ချင်းနောက်ထပ်မမေးတော့ပေလူတိုင်းမှာသူတို့ကိုယ်ပိုင်ဇလန်းတွေရှိကြ၏တိတ်မရင်းနှီးသေးခင်မှာအများကြီးမမေးတာပိုကောင်း၏ဟုတ်ပါတယ်ပိုင်စုရှိပြန်ဖြေလိုက်၏ထို့နောက်သူမအမူအရာနှဲငယ်ပြောင်းလဲသွားပြီးခန္ဓာကိုယ်တရိမ့်တရိုင်ဖြစ်သွားကဘေးနာရှိတစ်ပင်ကိုအားပြုလိုက်မှသာထိန်းထားနိုင်ုံထိန်းထားနိုင်ခဲ့၏ဂျူနီယာညီမပိုင်မုတ်ချန်ချင်းပိုင်စုရှိအော်ရာရုတ်တရက်အားနည်းလာတာကိုခံစားမိလိုက်၏တိတာစွာပင်သူမကဒီနေရာရောက်သည့်အထိသူမကိုသူမအားတင်လာခဲ့ခြင်းပင်သူမအတော်လေးဒဏ်ရာရထား၏ဘာမှမဖြစ်ပါဘူးပြန်ပြီးအနားယူဖို့ပဲလိုတာပါပိုင်စုရှိသူမပါဇက်ထောက်မှသွေးတွေကိုတုပ်လိုက်သည်ဒါကပြန်လဲကုသေးစေးပါဒါကိုတောက်လိုက်မင်းမကြခင်ပြန်ကောင်းလာလိမ့်မယ်မုတ်ချန်ချင်းချက်ချင်းပဲဆေးတစ်လုံးထုတ်ပေးလိုက်သည်အတိအကျပြောရရင်ဤဆေးလုံးကချီတိုးမြင့်ခြင်းဆေးလုံးထက်အများကြီးပိုတန်ဖိုးရှိ၏မုတ်ချန်ချင်းမှာတော့အများကြီးမရှိပေကျမဘလို့လုပ်ယူနိုင်မှာလဲပိုင်စုရှိပြန်ပေးလိုက်သည်ငါတို့ကတကိုင်းထဲသားတွေပဲကိုယူကျေးနေဖို့မလိုပါဘူးမုတ်ချန်ချင်းစိတ်ရင်းမှန်ဖြစ်ပြောလိုက်သည်ဒါပေမဲ့ဒါကပြန်လဲကုသဆေးလေအရန်တန်ဖိုးကြီးလွန်းနေပိုင်စုရှိသူမလက်ကိုအနှဲငယ်ဆုပ်လိုက်သည်ပင်ကိုအားဖြင့်သူမထိုအရာကိုလိုချင်၏သူမဒဏ်ရာတွေကအချိန်ကြာကြီးနှောင့်နှေးကြန့်ကြာလို့မရပေမဟုတ်လျင်အတွင်းဒဏ်ရာဖြစ်သွားနိုင်၏ဘလောက်ပဲတန်ဖိုးကြီးကြီးဒါကအရာဝတ္ထုတစ်ခုပါပဲလူတစ်ယောက်အပေါ်အသုံးပြုမှပဲသူ့တန်ဖိုးကထွက်ပေါ်လာမှာမုတ်ချန်ချင်းတာမန်တိုင်းပြောလိုက်သည်မင်းမအတွင်းဒဏ်ရာတွေရှိတယ်နှောင့်နှေးကြန့်ကြာနေလို့မရဘူးမဟုတ်ရင်အုံမြင့်ထိခိုက်သွားလိမ့်မယ်တွေးဆုံရတာကံကြမ္မာပါပဲငါကမိတ်ဆွေဖွဲ့ရတာသဘောကျတယ်ဒါကိုငါတို့ရဲ့တွေးဆုံခြင်းလက်ဆောင်လို့သတ်မှတ်လိုက်လေသူကပြန်လဲကုသဆေးလုံးကိုဓာတ်ရိုက်ပဲပိုင်စုရှိလက်ထဲထည့်ပေးလိုက်သည်ဒါကပိုင်စုရှိအနှဲငယ်တွန်းဆုပ်နေ၏အယူမောက်ဘာလို့မယူတာလဲပြန်လဲကုသဆေးနဲ့ဆိုနင်းရဲ့အတွင်းဒဏ်ရာတွေမကြခင်ပြန်ကောင်းသွားလိမ့်မယ်အိုမင်းသည့်အတန်ပိုင်စုရှိစိတ်ထဲမှာပဲ့တင်ထက်လာပြီးအနှဲငယ်မကြေမချမ်းဖြစ်နေခဲ့သည်ကိုအိမ်တကားဝတ်ထိရောက်လာတဲ့ပစ္စည်းတစ်ခုကိုဘာတွေဝေနေတာလဲဂျူနီယာညီမပိုင်ကအကိုနဲ့မိတ်ဆွေမဖြစ်ချင်လို့လားမုတ်ချန်ချင်းပြောလိုက်သည်တေချာပေါက်မဟုတ်ပါဘူးစီနီယာအကိုမုန်းနဲ့မိတ်ဆွေဖြစ်ရတာကျမရဲ့ဂုဏ်ယူစရာပါပိုင်စုရှိအလင်းအမြန်ပဲပြောလိုက်တယ်ကောင်းပြီလေမုတ်ချန်ချင်းမျက်နှာအပြုံးတစ်ခုနှင့်တောက်ပလာခဲ့သည်နောက်ဆုံးမှာတော့ထိုစကားကိုသူကြားရပြီဖြစ်သည်ဒင်းမိတ်ဆွေတောင်းဆိုမှုအောင်မြင်ပါပြီလက်ရှိနှစ်သက်မှုကျဲတလုံးရရှိသောစွမ်းရည်အစစ်နှင့်အမြင့်ယိုချက်ချင်းပေါင်းဆက်ချင်ပါသလားစနစ်အတန်မုံချန်ခြင်းစိတ်ထဲမှပေါ်လာခဲ့ပြီးအင်ဂျီလက်အောက်ရှိလက်တွေကိုအနှဲငယ်ဆုပ်လိုက်၏အစစ်နှင့်အမြင့်ယိုကံကြမ္မာကသူ့ဘက်မှရှိနေခဲ့သည့်အလိုချင်ဆုံးအရာကိုတရားရရှိခဲ့၏ဤမူလအယိုးနှင့်ဆိုလျင်တွေးကြောဖွင့်ခြင်းနယ်ပယ်ကိုချိုးဖျက်တာကကိတ်မုံလီရသလိုပင်မဟုတ်ဘူးအသက်ပြင်းပြင်းရှူလိုက်ပြီးမုံချန်ခြင်းစိတ်တည်ငြိမ်အောင်လှုပ်လိုက်သည်သူကပိုင်စုရှိကောင်းပေါ်ရှိစွမ်းရည်ပြစရာကိုနောက်တစ်ချိန်ကြည့်လိုက်သည်အစစ်နှင့်အမြင့်ရိုးအပြင်နားလည်နိုင်စွမ်းပါရမီအခြားသူကိုမနာဖြစ်စေသည့်အရာများစွာရှိသေး၏အနာဂတ်၌နှစ်သက်မှုတိုးမြင့်နီးလန်းရှာပြီးဤစွမ်းရည်အလုံးကိုရယူရပေမည်ကျေးဇူးအများကြီးတင်ပါတယ်စီနီယာကိုမုံအနာဂတ်မှာစီနီယာကိုရဲ့ပြန်လဲကုသဆေးကိုပြန်ပေးဖို့နီးလန်းရှာပါမယ်ပြန်လဲကုသေးဆေးကိုတောက်လိုက်ပြီးနောက်ပိုင်စုရှိစိတ်ရင်းမှန်ဖြစ်ပြောလိုက်သည်အဲ့ဒီအကြောင်းနောက်မှပြောကြတာပေါ့မုတ်ချန်ချင်းအနှဲငယ်ပြုံးလိုက်၏ဤအခိုက်အတန့်၌သူကအတော်လေးစိတ်အခြေအနေကောင်းနေခဲ့သည်တ
သူကပိုင်စုရှိနှင့်အချိန်တော်ကြာမဆက်ဆံဘူးတော့လေဤမိန်းကလေးကကိုပိုင်စီမြောက်နဲ့လူတယောက်ဆိုတာတော့ပြောနိုင်၏သူမကကျင်နာမှုကိုဘလို့ပြန်တုတ်ပြန်ရမလဲဆိုတာသိပြီးစိတ်နေသဘောထားဖြောင့်မတ်၏မလိုအပ်လျင်အခြားလူတယောက်စီမှပစ္စည်းကိုမယူသလိုကျင်နာမှုကိုလည်းအခွင့်ကောင်းယူမည်မဟုတ်ပေခဏကြာပြီးနောက်နှစ်ယောက်သားဂိုင်းကိုပြန်ရောက်လာကြသည်ခွဲခွာရမည့်အချိန်ရောက်ပြီးပင်ယူနီယာညီမပိုင်ငါမှလှုပ်เสียကိစ္စရှိသေးလို့ဒီနေရာမှပဲနှုတ်ဆက်ပါတယ်မုံချန်ချင်းပြောလိုက်သည်သူကအစင်းနှစ်မူလအယိုးကိုပေါင်းဆက်ဖို့အမြန်ပြန်ရမည်ပင်ကောင်းပါပြီလမ်းတစ်လျှောက်ပေါ့ပေါ့ပပစကားစမြည်ပြောဆိုမှုမုံချန်ချင်းဤနူးညံ့သောစရိုက်နှင့်စိတ်ဝင်စားဖွယ်စကားပြောဆိုမှုတို့ကပိုင်စုရှိ၏နှစ်သက်မှုကိုအတော်လေးတိုးသွားစေ၏သူမကမကြာခဏပူပြုံးလာခဲ့သည်အိုးဟုတ်သားပဲမင်းကထန်ရင်စီရင်စုကဆိုမှတော့ဒီမှာအတိမရှိဘူးမလားမုံချန်ချင်းပြောလိုက်သည်အနာဂတ်မှာအကူအညီတစ်ခုခုလိုရင်ငါ့ကိုလာရှာလို့ရတယ်အားနာစရာမလိုဘူးကြီးကြီးသေးသေးအကုန်ငါကူညီနိုင်ပါတယ်မုတ်ချန်ချင်းဤချုံမောခန့်ညာသည့်မျက်နာကိုကြည့်ပြီးပိုင်စုရှိနှုတ်ခမ်းတွေကွေးတက်သွား၏ဖော်ပြမရသည့်နှွေးထွေးမှုတစ်ခုသူ့မနှလုံးသားထဲမှထွက်ပေါ်လာခဲ့သည်ထို့ပြင်ဤကဲ့သို့ခံစားချက်မျိုးကဖြစ်ပေါ်မလာတာအချိန်တော်ကြာခဲ့ပြီပင်ဤကဲ့သို့တစိမ့်နေရမျိုးမှာထိုအရာဖြစ်ပွားဖို့သူမမျှော်လင့်မထားခဲ့ပေကျေးဇူးတင်ပါတယ်အကိုမုံဘာလို့ကျေးဇူးတင်နေတာလဲမမေးနဲ့ငါတို့ကမိတ်ဆွေတွေနော်မုတ်ချန်ချင်းလက်ဆန့်ထုတ်ပြီးပိုင်စုရှိပကုံးကိုညင်သာစွာပုတ်လိုက်ကထွက်ခွာသွားခဲ့သည်ငါတို့ကမိတ်ဆွေတွေဆိုသည့်စကားကပိုင်စုရှိကိုပိုလို့တောင်စိတ်လှုပ်ရှားသွားစေခဲ့သည်ကျင့်ကြံရေးကဘာကြီးကဘလောက်ရက်ဆက်လိုက်သနည်းလိမ်လေလက်ဖြားခြင်းကိုကျိုးရှာခြင်းစတာတွေကနေရအနှံ့ပင်တို့ပေမဲ့စီနီယာကိုမုံလိုလူမျိုးလဲရှိနေသေး၏စောင်းရသည်မှနေအောင်ကြည့်ခဲ့သူပင်မြည်သည့်အရာမှပြန်မလိုခြင်းပဲတစ်ဖက်လူကိုကူညီခြင်း၏ပြန်လဲကုသဆေးလိုဆေးလုံးမျိုးကိုတောင်သူမအားအလကားပေး၏ဒင်းနှစ်သက်မှုကျဲနှလုံးတို့တိုးမြင့်သွားပါပြီရရှိသောစွမ်းရည်ပါရမီကျွမ်းကျင်လက်အပိုဆောင်စုလက်ဓာချီစနစ်အတန်နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်မုတ်ချန်ချင်းခြေလမ်းတွေအနှဲငယ်ရက်တန့်သွားပြီးအပြုံးတစ်ခုသူ့နှုတ်ခမ်းပေါ်မှပေါ်လာခဲ့သည်ထိုအရာကမမျှော်လင့်ထားသည့်အကျိုးကျေးဇူးပင်နှစ်သက်မှုကျဲနှလုံးတို့တိုးမြင့်သွားတာကမြန်လွန်းလာ၏ထို့ပြင်အပိုဆောင်စုလက်လည်းရှိသေး၏စိတ်ဝင်စားစရာပဲငါထင်ခဲ့တာဒီကောင်လေးနင့်ကိုစိတ်ဝင်စားနေတယ်ပေါ့ဒါပေမဲ့တလန်းလုံးသူပါတွေးမှမပြခဲ့ဘူးအိုမင်းသည့်အတန်ထွက်ပေါ်လာ၏ဆရာဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲထိုစကားကိုကြားသည့်အခါပိုင်စုရှိမုံချန်ချင်းကိုကြည့်နေသည့်သူမအကြည့်ကိုအလင်းအမြန်ပြန်ရုပ်သိမ်းလိုက်ပြီးပပင်းတလျှောက်နေရဲသွားခဲ့သည်စီနီယာကိုမုံကလူကောင်းတစ်ယောက်ပါပိုင်စုရှိရှင်းပြလိုက်၏ဘလို့လုပ်ပြီးငါ့ကိုကြိုက်နိုင်မှာလဲနင်သူ့ကိုကြိုက်သွားမှာတော့ငါစိုးရိမ်မိတယ်အတန်ကပြောလိုက်သည်ဒီကောင်လေးကကြည့်ကောင်းတယ်ငါသာငယ်သေးရင်လဲကြိုက်မိမှာပဲဒါပေမဲ့သူ့အသက်အရွယ်နဲ့တွေးကြောပုံသွင်းခြင်းအဆင့်ပဲရှိသေးတယ်ဆိုတော့ပင်ကိုပါရမီမကောင်းတော့ဘူးနေ့ရဲ့အနာဂတ်ကအကန့်ကတ်မဲ့ပဲဖြစ်ကောင်းဖြစ်နိုင်တယ်မကြခင်သူနှစ်နောက်ကျောကိုတောင်မကြည့်နိုင်တော့ဘူးအတူချုပ်ပြောရရင်သူနဲ့နင်ကလောကတစ်ခုတည်းကမဟုတ်ဘူးဒီနေ့ဖြစ်ရဲ့ကြောင့်သူ့အပေါ်မှာဘာခံစားချက်မှတိုးမသွားတာအကောင်းဆုံးပဲထိုအရာကိုကြားသည့်အခါပိုင်စုရှိတခဏတိတ်ဆိတ်သွား၏